ဒါလေးကမိသားစုဝင်အစ်စ်ကလေးအဲ့ကောင်းလားဟာလက်ကသွားရနေဟုတ်ကဲ့ဟုတ်တယ်ဟဲ့ယူမဘာလို့ချင်လဲကြဆွဲပါပြောလက်ဒီလေးပါတုံးနဲ့လိုချင်တာမဒီကောင်လေးကမိသားစုဝင်တစ်ကလေးလားဟုတ်တယ်ဒါလေးကမိသားစုဝင်တစ်ကလေးအိမ်ကိုရောက်တာမှ3ရက်ပဲရှိသေးတယ်အသက်ဘယ်လောက်ရှိရောဒါကသူက3လပိုင်း9ရက်နေ့မှာမွေးရဆိုတော့အခုမှ30နဲ့မှ9ရက်ပဲရှိသေးတယ်ဟုတ်တယ်တလားတော်လေးပဲကစ်ကီတဲ့သူ့ရဲ့အယောင်လေးကဒီမှာလေးကကီအောင်လေးဆိုတော့လေအဲ့ဒါကစ်ကီဆိုပြီးနာမည်ပေးထားတအိမ်လုံးမှာလာပြီးတော့ဘူလာလုပ်နေပြီပေါ့တကယ်ဘိုမဘိုဒါပေမဲ့အိမ်မှာကန်ကောင်းတာလုံးပန်နဲ့တဲ့အတော်တဲ့ဒါလုံးအရင်ကန်ကောင်းတာအရင်ချစ်ဖို့ကောင်းတာပြောမနေနဲ့အမလေးပပန်လေးဆိုတဲ့သူ့ကိုအရင်ချစ်ချစ်လုံးအချင်းလုံးအမလေးပပန်အချစ်တော်ဖြစ်နေဟာလည်းကြည့်နေတယ်အရွယ်လေးနဲ့အရင်ဆော့ရက်နေပြီနော်ဟုတ်တယ်ဒါအခုလုံးဝဒါအဆိုအရင်ငယ်သေးရပေါ့နော်ဒီမှာတော့အားဆွဲတဲ့နေရဲ့ဟုတ်တယ်ဒါအားဆွဲတဲ့နေပြီကြည့်အပြင်သူဆော့ဝိုင်းနော်ကီးစကီးချူပါမယ်လားကီးသူဘာလေးလဲထီးလေးလားမလေးလားအမလေးပါရှင်လို့မိနဲ့မေကကီကီပါတော့အမလေးပါရှင်နောက်ဘလော့ဒီမှာလည်းတော့ပါလာတော့မှာပေါ့အခုတော့ဒါသူကားစီလေးတင်နေပြီဒီရွယ်ကလေးကပန်နဲ့လူစီရတော့မယ်ရှင်လေဟုတ်တယ်ပန်နဲ့လူစီရမယ်သူဆိုရင်ဟင်းဒီအခုဆိုရုံသွားရဆိုလဲနေ့တိုင်းခေါ်လာတယ်ပေါ့နော်ဆိုတော့ဟင်းဒီရုံမှာဆိုနေဟင်းဒီကိုကူပြီးတော့အလုပ်လုပ်ပေးမယ်ဟင်းဒီတယောက်တည်းအလုပ်တွေကမနိုင်တော့ပေါ့နော်ရုံမှာကူလုပ်ပေးမယ်သူတယောက်နေနဲ့သူ့ကိုပါခေါ်ထားရုံမှာ position တစ်ခုပေးရမယ်ရှင်အင်ဒါလေးအစ်စ်ပေါ့ security ဒါပေမဲ့ရှိသမျှကိုအကုန်လုံးတွေ့ရအကုန်ပေးလိုက်မှာတွေ့ရအကုန်ပေးလိုက်မယ် security လေးပေါ့နောက်လည်းနေ့တိုင်းခေါ်လာမှာပေါ့ဘယ်တော့ပေါ့ဟင်းဒီခွေးခေါ်ရတဲ့နေရာအကုန်လုံးဟင်းဒီခေါ်ရမယ်ပြီးတော့သူတို့လေးရကြောင့်ခုကအရင်ငယ်လေးပေါ့နော်ပြီးတော့အိမ်မှာလည်းမြည်ပြက်တဲ့ခါကျရင်ကျတော့သူတို့အဲကောင်းမဖွင့်ပေးနိုင်မှာတော့ဟင်းဒီမရှိတဲ့ခါမှာဆိုဂူးမဆိုင်ပေးနိုင်မှာဆိုလို့ဆိုပြီးတော့ဟင်းဒီကနေပြီးတော့ဒီရုံးမှာခေါ်လာပေါ့နော်ဒါပေမဲ့သူကကန်ကောင်းတာဒီချိန်လေးဒါသူတရင်လုံးထဆိုတာပြီးတော့ရင်သူကစော့နေနဲ့ရက်ပြီးတော့ဒုံးနဲ့အိပ်ပြောအဲ့လိုအရန်မြန်နေအိပ်ပြောအရန်မြန်နေပေါ့နော်ဆိုတော့တငယ်လေးငယ်သေးရောတော့နည်းနည်းအခုလို့ဆိုခင်းရနေနေလွှဲနေကြရင်တော့ဒီမှာနေခင်းရအောင်ပေါ့နောက်ကြရင်တော့သူချထားလိုက်တော့မယ်လေတက်ပြေးပေါ့တအားချစ်ဆက်လိုက်ပါဒီနောက်ဆက်လိုက်တော့ဒီလားဟိုင်းလို့မိနမကီကီပါလို့နောက်တော့မဆက်တော့ဘူးသူအကြိုက်တွေ့သွားပြီခင်ဗျားတော့လက်လေးမုံပေးလဲလက်ပဲဟုတ်ဘူးလားအမနာကတ်တော့မယ်ကောင်းလေးပေါ့တော့သူက6တော့ခိုင်မှချော်နေရော6တော့ဆိုဒီမှာမခိုင်နေဘူးပေါ့နော်ဒီကလေးလေးကတော့အရင်လည်းဟိုတနာဖို့တော့ကောင်းတယ်သူအနေနဲ့ဒီ6တော့ကလေးရလည်းနည်းနည်းခွင်နေရောဘာလို့ဆိုအရင်လည်းငယ်သေးရအောင်သူအယိုးလေးရလည်းတအားမှုသေးတယ်သူခဏကိုသူလည်းမနိုင်ဘူးတစ်ခါစားတယ်အများကြီးစားတယ်ခဏကျွေးရတယ်ပေါ့နော်သူငယ်ခါမှဆိုရင်ကအဓိကတရက်ကို9ချိန်လောက်ကိုနည်းနည်းချစ်ကျွေးရပေါ့နော်ဆိုတော့သူတို့အဲ့လိုလေးကျွေးပြီးတော့တော်မလေးစားနေစားအရင်မြန်အရင်စားအရင်ကြိုက်အစားတော့အရင်ကြိုက်ပါရဲ့လို့သမင်းတွေ့ရတာနို့ပဲတိုက်ကြတယ်ဟင်းနို့လေတိုက်တယ်ပြီးတော့ဟင်းအခုဆိုရင်အစာ6လေးသူတို့ရွယ်လေးစားအစာ6လေးအဲ့ဒါလေးဟင်းရင်နွေးလေးနဲ့ဖြောပြီးသူတို့ပွာလာတဲ့ခါကျတော့သူမျိုးချလွယ်အောင်ပေါ့နော်အစာကြည်အောင်လွယ်အောင်အဲ့လိုမျိုးလေးကျွေးပြီးတော့ဟင်းအခုဆိုရင်ဒါတန်လေးနည်းနည်းချပြီးထားရဲပြီးတော့စီးခန်းမှာလည်းဆရာဝန်နဲ့အပ်ထားပြီးသားပေါ့နော်နော်လို့မလေးခွေးတကောင်မွေးရမလွယ်ပါဘူးအရင်ကုန်တာဒါပေမဲ့ဟင်းတို့ကအရန်ချစ်တာခွေးအရန်ချစ်တာဟိုကတိရစ္ဆာန်တော်တော်များများဟင်းတို့ချစ်တယ်ပေါ့နော်ဟင်းတို့ဆိုရင်ဟင်းဒီဆိုရင်တိရစ္ဆာန်တွေဆိုတဲ့အရန်ကြိုက်တာမွေးလဲမွေးချင်တာပေါ့နော်ဒါပေမဲ့သူဆိုရင်လည်းဒါဟိုသူတို့မွေးရဲ့အိမ်ကဆိုလဲသူ့ကိုဆိုတေချာချင်းမဆိုင်နိုင်ဘူးအဲ့လိုမျိုးပေါ့နော်ဟင်းတွေပြီးခေါ်ပြီးတော့မွေးပေးထားတာပေါ့နော်အဲ့လိုမျိုးလေးပါလို့ဟ
ဟုတ်ဝယ်လာမဟုတ်ပါဘူးဟိုဒါလက်ဆောင်လေးနဲ့ကြီးလိုက်တာပေါ့နော် ကန်ကောင်းကြီးရောက်လာတယ် ဟုတ်ပါကန်ကောင်းမရောက်လာပါလို့ခိခိလေးကအရင်ကန်ကောင်းမှရဲ့လို့အခုတအိမ်လုံးရဲ့အချစ်တော်ဖြစ်နေပြီမရတော့တအိမ်လုံးတော့မဟုတ်တယုံလုံးရဲ့အချစ်တော်ပါဖြစ်နေလို့တယုံလုံးတအိမ်လုံးရဲ့အချစ်တော်ပါလို့ခိခိကိုချစ်တဲ့သူအရင်များပါရဲ့လို့နော် အရန်နာနှစ်ပေါင်းနဲ့လည်းတဲ့တယ်ပေါ့ အရင်တဲ့ပါရဲ့ရှင်လို့ကဲနောက် vlog လေးမှာခိခိလေးနဲ့တူလေးပေါ့နော်ဒီ vlog လေးထည့်ရမှာဖို့ရှိပါတယ်ဆိုတော့ဒါလေးကတော့ဒါဟန်ဒီရဲ့ new family member လေးခိကိုနှုတ်ဆက်ပြရပါလို့အလုံးလေးခိခိကိုတွေ့ရင်လည်းခေါ်ပါနော်လို့ခိခိပုံလေးတွေ့ရင်လည်း like လုပ်ပေးပါနော်bye bye လို့